こんばんは。今回も初めて日本語能力試験合格するためにアヌ語聴解を教えたいと思います。皆さんと私も日本語会話を一緒に話しましょう。それから日本語も一緒に勉強したいですのでよろしくお願いいたします。じゃあ最初は聴解を一緒に聞きましょう。それからビデオの中の人が話した通りに私たちも話しましょう。そして私たちミャンマー語で通訳しましょう。早速始めましょう。最初は男の人と女の人が話しています。男の人はこの後何に乗りますか？すみません。城山大学にはどうやって行きますか？城山大学はバスが便利ですよ。ほら、あそこのバス停から2番のバスに乗ってください。あ、でも今日はもうありませんね。そうですか。電車でも行けますよ。ここから駅まで歩いて15分ぐらいです。1番線の電車ですよ。そうですか。じゃあそうします。ありがとうございました。じゃあ聞くのが終わりました。じゃあもう一回ビデオの中の人が教えた通りに私たちも後ろから話しましょう。一緒に話しましょ5番。う。5番、男の人男の人とと女女の人がの人が話し話してていいます。ます。男の人男のは人はこのこの後後何何にに乗りますか？乗りますか？すみません。すみません。城山大城学に山大は学にはどうやってどう行きやって行きますか？ますか？城山大学は城山大学はババスがスが便利便利ですよ。ほほら、ら、あそこのバス停が2番2の番のバスバスにに乗っ乗っててください。ください。ああ、あ、でもでも今日今日ははもうもうありまありませせんねんね。。そうですか。電車電車でもでも行けま行けますすよよ。。ここから駅まで歩いて15 15分ぐら分ぐらいでいです。す。一1番線番線の電車の電車でよですすよ。。そうですか。じゃじゃああそうしそうしま。ますす。ありがありとうございがとうごました。ざいました。じゃあ今回は一緒にミャンマー語で通訳しましょう。のဒီကတော့မြန်မာလိုတူတူဘာသာပြန်ကြည့်အောင်ပေါ့နော်။စပါမယ်။နော် 5番。男の人と女の人が話しています。じゃあ男の人と女の人が話していますってနော်။男の子နော်男の人ယောက်ျားလေးပေါ့နော်လူကြီးပေါ့နော်လူကြီးတစ်ယောက်တဲ့女の人မိန်းမတစ်ယောက်ကတဲ့話していますစကားပြောနေပါတယ်တဲ့နော်男の子ဆိုရင်တော့ယောက်ျားလေး男の人ဆိုရင်တော့ယောက်ျားကြီးပေါ့နော်အဲဆို女の子ဆိုရင်မိန်းကလေး女の人ဆိုတော့မိန်းမကြီးတစ်ယောက်ပေါ့နော်အဲ့လိုမျိုးပြောမယ်女の人が話していますတဲ့စကားပြောနေပါတယ်တဲ့男の人はこの後何に乗りますか？ နော်ဒီနေရာမှာကျတော့ listening ပေါ့နော်ဒါကတော့ GMPD ရဲ့ listening ဖြစ်တဲ့အတွက်တခါတည်းပေါ့နော်ပြန်ပြောပြပါပြီပေါ့နော်ဘယ်လိုရွေးရလဲအဖြေဆိုတာဘာလဲဆိုတာကိုတခါတည်းပြန်ရွေးပေးပါမယ်ပေါ့နော်တခါတည်းသင်ပေးပါမယ်ပေါ့နော်男の人はတဲ့この後တဲ့နော်この後တဲ့何に乗りますかတဲ့ဒီယောက်ျားတယောက်ပေါ့နော်ယောက်ျားလေးပဲဘာသာပြန်လိုက်တယ်ပေါ့နော်ယောက်ျားကြီးလိုမပြန်တော့ဘဲနဲ့ယောက်ျားလေးလိုပဲဘာသာပြန်မှာပေါ့နော်တကယ်တော့နော်女の男の
ခိုးဆိုရင်ဒါယောက်ျားလေးပေါ့နော်လူလက်ပိုင်းလူငယ်ကိုပြောတာနော်ဒီမှာခုဟာကအိုတိုခုနော်ဟီတိုဆိုတော့ဒါယောက်ျားကြီးတစ်ယောက်လို့ပြောပဲမို့ယောက်ျားတစ်ယောက်ဆိုရင်မဲ့45 50နော်35 40ကျော်ပေါ့နော်အဲ့ဒီလူတွေကိုအိုတိုခုနော်ဟီတိုလို့ပြောတယ်ပေါ့နော်အဲ့ဆိုရင်ဒီယောက်ျားလေးอ่ะပေါ့နော်ဒီစကားပြောပြီးတဲ့ပြီးမှာခုနော်အတိုဆိုတာဒီစကားပြောပြီးမှာတဲ့နာနီနီနော်လီမတ်စကာတဲ့နော်ဘာစီးမှာလဲတဲ့နော်ဘာကိုစီးရမှာလဲပေါ့အဲ့ဆိုတော့男の人はこの後何に乗りますか？すみません。白山大学にはどうやって行きますか？ညံသူကပြောရနော်စီမဆန်တဲ့နော်အချူမီတဲ့တစိတ်လောက်တဲ့နော်ရှီရိုယာမနော်ရှီရိုယာမဒိုင်ကခုနေပါတဲ့ရှီရိုယာမဆိုတဲ့တက္ကသိုလ်ကျောင်းကိုတဲ့ဒိုးရတဲ့ဆိုတာကဘယ်လိုလုပ်ပြီးတော့ ikimaska တွားရမှာလဲတဲ့နော်တစိတ်လောက်တဲ့နော်ရှီရိုယာမတက္ကသိုလ်ကိုတဲ့နော်ဘယ်လိုလုပ်ပြီးတော့တွားရမှာလဲတဲ့ဒါကတော့အကျဉ်းဉာဏ်တောင်းတာပေါ့နော်သူကမတွားတတ်လို့အကျဉ်းဉာဏ်တောင်းတဲ့ပုံစံမျိုးနော်ဘယ်လိုတွားရမှာလဲတဲ့โอเค白山大学はバスが便利ですよ。じゃあ白山大学はバスが便利ですတဲ့နော်白山တက္ကသိုလ်ဆိုရင်တဲ့နော်တက္ကသိုလ်ဆိုလို့ရှိရင်တဲ့ဘတ်စ်နော်ဘတ်စကားက benly des တဲ့နော်ဒီမှာခန်းကြီးတွေမှတ်ပါမယ် benly ဆိုတာကအဆင်ပြေတယ်တဲ့နော် benly နာအဆင်ပြေတော့ပေါ့နော်အဲ့ဒါရင်ခန်းကြီးမှတ်မယ်နော်ကိုတော့ပါမှတ်မယ်အဲ့ဒါရင်白山大学ကိုတဲ့ဘတ်စ်က benly des တော့တနည်းအားဖြင့်ဘတ်စ်နဲ့သွားရင်အဆင်ပြေတယ်လို့ပြောချင်တာပေါ့နော်ဟုတ်လားတဲ့ほら、あそこのバス停から2番のバスに乗ってください。对啦ほらတဲ့あそこのバス停から2番のバス停に乗ってくださいတဲ့နော်ほらဆိုဟိုမှာလေလို့ပြောရနော်ဟိုမှာလေတဲ့အဆုပ်ကတော့အဆုပ်ကတော့ဆိုထိုနေရပါတော့နှစ်ယောက်လုံးတည်တယ်သူကလည်းကြည့်တယ်ကိုကလည်းကြည့်ပြီးတော့အဲ့ဒီနေရာကိုညွန်ပြတာကိုအဆုပ်ကတော့တဲ့ bus stay က bus stay ဆိုတာက bus station ကိုပြောတာပါနော် station တဲ့နော် bus ကား gate ကိုပြောတာပါနော်အဲ့ဒီ gate ကနေပြီးတော့တဲ့2ဘန်းတဲ့နော်2ဘန်းဆန်တော့ဘတ်စုနီနို့တက်ကူရာဆိုင်တဲ့ဒီနံပါတ်2ကနေပြီးတော့နံပါတ်2မှာရှိတဲ့ဘတ်စကားကိုတဲ့စီးသွားပါလို့ပြောတာပေါ့နော်အဲ့တော့ဟိုရာတဲ့ဟိုမှာတွေ့လားတဲ့အဲ့ဒီနေရာရဲ့နော်ဒီဘတ်စတေးခါရဒီဘတ်စရီရဲ့တဲ့ဘတ်စကားဂိတ်ကနေပြီးတော့တဲ့နံပါတ်2ကိုတဲ့နံပါတ်2ဘတ်စကားကိုတဲ့စီးသွားပါတဲ့နော်အဲ့လိုမျိုးပြောတာはい。あ、でも今日はもうありませんね。ဒါနော်သူကအာတဲမိုကျော်ကမို့အာလီမဆန်နေတဲ့သူကမေ့ပြီးတော့ဗောခုနကတော့နံပါတ်1ကိုစီးသွားပါလို့ပြောတာဒါပေမဲ့ तू ကမေ့သွားတာမေ့ပြီးတော့မှပြန်ပြီးတော့တတိယပြီးတော့မှတဲမိုဒါပေမဲ့လေတဲ့ကျော်ကမို့အာလီမဆန်ဘတ်စကားကမရှိတော့ဘူးနော်လို့ပြောတာနဲဆိုတဲ့အဓိပ္ပာယ်တွေကမို့အာလီမဆန်နဲဆိုတာကမရှိတော့ဘူးနော်လို့ပြောချင်တာနော်ကျွန်တော်မေးတာတခါတည်းကြာတွေ့လို့ပါနော်နဲနဲဆိုတာဘာအဓိပ္ပာယ်လဲရောဆိုတာဘာအဓိပ္ပာယ်လဲလို့မေးတာတွေ့လို့တခါတည်းပြောပြပေးတာကျော်ကမို့အာလီမဆန်နဲလို့ပြောတာကနော်ဒီနေ့ကတော့မရှိတော့ဘူးနော်တဲ့အားနဲ့ကောင်လေးက so this ကတဲ့ဟုတ်လားတဲ့နော်အားနဲ့電車でも行けますよ。အားနဲ့ဘွားရဲ့ပြန်ပြောလိုက်တယ်ပေါ့နော်ဒန်ရှာတဲ့မို့ ikemas ရောတဲ့ခုနကရထားကမရှိတော့ဘူးတဲ့တော့အမောကားကမရှိတော့ဘူးနော်ဘတ်စကားမရှိတော့တဲ့အတွက်ကြောင့်ရထားလဲပဲသွားလဲရတယ်နော်တဲ့သွားလဲရတယ်လေလို့ပြောတာနော် ikemas ရောတဲ့ ikemas ရောလို့ပြောတာနော်ဒန်ရှာနေလည်းပဲသွားလဲရတယ်လေတဲ့ここから駅まで歩いて15分ぐらいです。じゃあここからတဲ့ဒီကနေပြီးတော့တဲ့駅までဘူဒါအထီးတဲ့歩いてလမ်းလျှောက်ပြီးတော့15分ぐらいですတဲ့နော်လမ်းလျှောက်ပြီးသွားမယ်ဆိုရင်ဒီအပြင်လမ်းလျှောက်ပြီးသွားမယ်ဆိုရင်ဒီကနေဒီဘူဒါကနေပြီးလမ်းလျှောက်ပြီးသွားမယ်ဆိုရင်တဲ့နော်လမ်းလျှောက်ပြီးတော့သွားမယ်ဆိုရင်တဲ့15မိနစ်လောက်တော့ကြာမယ်လို့ပြောချင်တာပေါ့နော်15မိနစ်လောက်ပဲ15မိနစ်လောက်ကြာမယ်လို့ပြောချင်တာနော်အဲဒီတော့ဒီဘူဒါကနေလမ်းလျှောက်ပြီးတော့သွားမယ်ဆိုရင်15မိနစ်ကြာမယ်လို့ပြောတာနော်အဲ့ဒါတော့1番線の電車ですよ。一番線の電車ですよတဲ့နော်နံပါတ်1လိုင်း
ယထာဖြစ်တယ်လေတဲ့နော်နံပါတ်1လိုင်းယထာဖြစ်တယ်လေစမ်းဆိုတာ line ကိုပြောတာအချီပန်ဆိုတာနံပါတ်1နော်အဲ့တော့နံပါတ်1လိုင်းယထာဖြစ်တယ်လေနော်ယထာဖြစ်တယ်လေတဲ့ဟာနော်そうですかတဲ့ဟုတ်လားတဲ့じゃじゃあそうします。じゃယောက်ျားလေးနော်ယောက်ျားကြီးပေါ့နော်ယောက်ျားကြီးတို့ကိုကယောက်ျားကြီးတို့မပြန်မယ်နဲ့ယောက်ျားလေးပဲပြန်မယ်ပေါ့နော်ယောက်ျားလေးကတဲ့そうしますတဲ့အဲ့ဆိုလို့ရှိရင်じゃကောင်းပြီလို့ပြောတာじゃနော်じゃကောင်းပြီပေါ့နော်そうしますနော်ခုနကမိမလေးပြောတဲ့အတိုင်းပဲသူကလုံမယ်ပေါ့နော်အားကြောင့်မို့ကိုကလူတစ်ယောက်ကကိုကိုဒီလိုမျိုးပြောတယ်ကိုကအဲ့လိုပြောတာကိုလက်ခံပြီးတော့အဲ့လိုပြောတော့လုံမယ်ဆိုရင်ဟာそうしますနော်ပြောတဲ့အတိုင်းလုံမယ်အဲ့လိုမျိုးပဲလုပ်မယ်လို့ပြောတာပေါ့နော်じゃあそうしますအဲ့လိုပဲလုပ်ပါမယ်တဲ့ありがとうございましたありがとうございました。じゃあပြီးသွားပြီပေါ့နော်နားထောင်တာပြီးသွားပြီအမှမေကွန်းပြင်ပြီးမယ်男の人はこの後何に乗りますか OK နော်လေးစနစ်တစ်ခါလေးပြပြပြီနော်男の人はこの後何個乗りますかတဲ့နော်အခုဆိုရင်ယောက်ျားလေးကဘာစီးွားမှာလဲပထမတော့ကမိမကြီးကပြောတယ်နော်ဘတ်စကားစီးွားပါတဲ့ပြောတယ်ဘတ်စကားပြီးတော့မှမဟုတ်ဘူးတဲ့ဒီနေ့မရှိတော့ဘူးတဲ့ဒါကြောင့်မို့တဲ့ယထာနဲ့ပဲတွားလို့ရတယ်တဲ့ယထာစီးွားပါလို့သူကပြောတော့နော်ယောက်ျားလောက်တဲ့လူကယောက်ျားလေးလောက်တဲ့သူကဆိုရှိမတ်ဆိုတာအဲ့ဒါကအဖြေပါပဲပေါ့နော်အဲ့တော့男の人はこの後何に乗りますかဆိုတော့電車に乗りますပေါ့နော်အဲ့လိုမျိုးဖြေရတာပေါ့နော်ချော်ကိုင်းသူဒီမှာじゃあ何かもしね何かわからないところがあればコメント欄に質問を聞いてください皆さんもこれから日本語を頑張ってください仕事も頑張ってお金も貯金してくださいご視聴ありがとうございましたまたあとねバイバイ